Minecraft ဆိုတဲ့ကဘာကြီးကအရန်ကိုအေးချမ်းတာယာပြီးတော့မှပျော်ရွှင်စရာတွေအပြည့်တည်ရှိနေတဲ့ကဘာကြီးလည်းဖြစ်ပါတယ်။ပြီးတော့ဒီ Minecraft ကဘာကြီးထဲမှာဆိုလို့ရှိရင်တော့ဖြစ်လူတွေတိရစ္ဆာန်တွေအားလုံးကပျော်ရွှင်တာယာဆောင်တဲ့နေရာနေကြတဲ့ကဘာကြီးလည်းဖြစ်ပါတယ်။ဒါအပြင်တဘာဝရှုခင်းတွေတိရစ္ဆာန်လေးတွေရဲ့အလှတွေနဲ့ရီမီတောတောင်ရဲ့အလှတွေကလည်းဒီကဘာကြီးကိုပို့ပြီးတော့မှတာယာလှပအောင်ပြုလုပ်ဖိထားပါတယ်။ဒါပေမဲ့ဒီအရာတွေအားလုံးကတော့နေကေးပတ်မှာပဲဖြစ်ပါတယ်။ညနေနေဝင်ချိန်ကနေစပြီးတော့မှလူတွေအားလုံးကကြောက်လန့်နေရပါတယ်။ဘာလို့လဲဆိုတော့ဒီတောအုပ်တွေထဲမှာဆိုလို့ရှိရင်အရန်ကိုကြောက်မပွေကောင်းပြီးတော့အရန်ကိုရက်ဆက်တဲ့မိစ္ဆာကောင်တွေရှိလို့ပါဒီကြောက်မပွေကောင်းတဲ့တတ္တဝါကြီးတွေရဲ့နာမည်ကတော့ At the Crown Okay ဒီနေ့ကျွန်တော်တို့အတူတူစောင့်စားသွားမှာတော့မြန်မာ game မှာပြီးတော့ပထမဆုံးနေပေါ့နော်ကျွန်တော်တို့ game နဲ့ရောက်လာတဲ့အချိန်မှာတော့လောက်တာကတော့ကျွန်တော်တို့တစ်ပင်ခုတ်တာပါဒါကတော့ပြောစရာမလိုထင်ပါတယ် Minecraft ဆော့ပြီးဆိုတော့ပထမဆုံးလောက်တာတော့ကျွန်တော်တို့တစ်ပင်ခုတ်တာပေါ့နော်ဒီလိုဆိုကျွန်တော်တို့တစ်ပင်နေခုတ်တယ် Day 1ကအပင်ခုတ်ရမယ်ထုံးစံနိုင်ဟောဒီမှာ game လာတယ်ငါစားပါပြီးတော့ကျွန်တော်ကဒီကြောက်စရာကောင်းတဲ့တောအိတ်ထဲမှာ survive ကမှာဖြစ်တဲ့အတွက်ကိုဒီအစားအသောက်ကလိုပဲပေါ့နော်အဲ့ဒါကျွန်တော်တို့နွားကြီးတက်လိုက်ပါလေအေးရှေ့မှာအခြေမှာပူအဲ့ဆောအခါဟိုဘာကြီးရောတက်နွားကြီးမျိုးဖြုတ်မှုလေပြီးတော့ပေါ့နော်ကျွန်တော်တို့ကန်ကောင်းစွာနဲ့ပဲကျွန်တော်တို့နားမှာရွာတူရွာရှိရပေါ့နော်အဲ့နဲ့ကျွန်တော်တို့အဲ့ရွာတွေကိုသွားလိုက်ပါတယ်ပြီးတော့အဲ့ထဲမှာရှိတဲ့ item ပစ္စည်းနည်းနည်းပါဘာညာယူရဲပြီးတော့အစားအသောက်လည်းနည်းယူပြီးတော့မှကျွန်တော်တို့အဲ့နေရာတွေထွက်လာခဲ့ပါတယ် Yeah တော်စီစီရွာတွေ့ရဆိုတော့ဘာသာကြီးဒီရွာမှာကြာနေလို့တော့မရအောင်နော်ဒီရွာနေနေပါဘာညာအဲ့လိုအပ်တာလေးနေပါ resource တွေယူသွားလိုက်မယ်ဥပမာအခုလိုမျိုးစပားတွေစပားခင်းနေတယ်စပားစီယူသွားရတာကောင်းမှထင်တယ်နော်မစိုးပါဘူးယူသွားလိုက်မယ်အဲ့တော့ယူခဲတော့လည်းယူမယ်ရွာထဲမှာရှိတဲ့ပစ္စည်းနည်းနည်းပါယူပြီးတော့ကျွန်တော်တို့တောတွေကိုထွက်လာခဲ့ပါတယ်ဒီကောင်ကြီးကိုတတ်ဖို့ဘယ်လို plan ရှာကြအောင်ဒီကောင်ကြီးကျန်းနေနော်ဒီကောင်ဒီအဲ့ကောင်ကြီးကိုတိုင်ထောင်ပြီးတက်မြန်မာ gaming ပေးတဲ့အကြံတိုင်းပဲကျွန်တော်တို့ဒီကောင်ကြီးကိုတိုင်ထောင်တတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တိုင်နေပါထောင်ပြီးတဲ့နောက်မှာတော့တွေ့ရတဲ့အတိုင်းပဲ at the clown နေအများကြီးကျွန်တော်တို့ရှိမှာ spawn လာပါတယ် bro ပဲရောက်လာပြီ terrifier ကြီးသူပဲမှာလာလာကြီးမြင်းနေ what the fuck ခဏသူတေချာကြည့်တာအောင်နော်ဘယ်လိုင်းပြောအဲ့ကောင်လိုင်းပြောyo shit bro ရှင်းမကောင်းဒီဘက်မှာရှိဒီ holy shit bro အေးတော့အဲ့လိုနေပဲကျွန်တော်တို့အဲ့ဒီမှာလက်နက်လေးဘာမှမရှိသေးလို့ကျွန်တော်တို့အိပ်ပြီးနောက်နေ့မှာတော့ဒီကောင်နဲ့စပြီးရင်ဆိုင်ရပါတယ် bro တူးညီးမှာပါဒီကောင်နဲ့မလားမင်းတို့ကောင်နဲ့တက်ရောက်ချင်းချမယ်လားလေးအောင်အပေါ်မှာရောလို့အပေါ်မှာနှစ်ကောင်ဟုတ်တယ်ဖာအဲ့နှစ်ကောင်က damage ပြန်ရိုက်ချလိုက်အောင်တော့ကျွန်တော်အောက်ကနေစောင့်တီးမယ်ကောင်တော့ရိုက်ချကျွန်တော်ပဲကောင်နေဟိုဖြစ်နေမှာရိုက်ချလိုက်ရိုက်ချလို့မရဘူးစင်ငယ် target တွေ what the ဟာဒီကောင်မတိတ်လိုက်တော့ကွာငါရင်ငုတ်ရိုက်နေရတာလို့တိတ်လိုက်တော့လို့မိုင်းကျွန်တော်ရောလာချမင်းလူမိုက်လားအခွက်ကူကမျိုးမစိရုံနဲ့တိတ်ရမ်းရအောင်ဆောက်ကူတဲ့တိတ် what the fuck တိတ်တိုင်းနဲ့ဟာဒီကောင်ကိုကေးလို့မရဘူးဒီကောင်ကိုကေးအင်မလို့ဖြစ်တယ်စင်ငယ်ပြောင်းလဲတယ်ဟာတော့ဓားမှာကျွန်တော်မှဓားမရှိတော့ဘူးသေပြီလို့အခုမှလောက်ပါအောင် brother လာပါလို့ဟာဒီကောင်မတတ်နဲ့နော်နဲ့ဒီကောင် evolve ဖြစ်တယ်လို့စင်ငယ် target ကြီး what the fuck what the fuck ငါသိစတဲ့နေထားနေပြီလို့လို့တူကြောက်ရတယ်ရတယ်သူကောင်နေခေါ်လာမသိဘူးဖြစ်နိုင်တယ်နော်ခုနကတူပဲ wait မရဘူးလို့ bro ဟာရပြပါမင်းကြီးတော့တေးတော့ကွာတေးနိုင်တော့မင်းကလည်းနည်းနည်းမှတေးပါအောင်ငါတို့ပြောအောင်လေခါကုံသွားပြီဘယ်လိုလုပ်မလဲတိုက်တာက brother ပြောင်းသွားပြီရှေ့ကျွန်တော်ကဂျားတွေကပြေးမရတော့မတတ်နိုင်တော့ကျွန်တော်သဘောပေါက်ပြီဒီကောင်ကြီးကအဲ့ဘာမှမလုပ်တဲ့ကောင်တို့ကေးလို့စရင်လုပ်တဲ့ကောင်တွေထွက်လာတာ
လုံးပေါင်းကွာငါစက်သိန်းနေဟာနေပြီလို့ what the fuck ပဲဓာကြီးနဲ့လာနေတာငါတို့စီဘနာနဲ့ပြန်တော့ကွာပြောတော့ဘူးလို့တောင်းမှန်နေလို့ပြန်มาတော့လို့ဒါမဲ့ဒီလည်းမရှိတော့ဘူးဘာမှငါမှဒါကမရှိရကြတယ် brother လာပေါ့အဲ့လာကျွန်တော်ဒီမှာနော် original နေရာပြန်ရောက်ပြီငါလည်းကိုအိမ်လေးပဲတော့မစောက်ရသေးဘာမှလည်းပြင်ဆင်မှုမလုပ်ရသေးဘူးလေနော်အဲ့လိုကြီးမလာနဲ့လေကွာဖတ်ပဲ what the hell ဒါမရှိတော့ဘူးဆိုတော့ရောပြေးခုံတော့အကုန်လုံးတော့ဖြစ်ချင်တာဖြစ်မှာပါရှင်ဖြစ်တော့အဲ့ဒါတွေ့မယ်လာမင်းငါနဲ့တွေ့မလားခဲ့လားဟဲ့ come on လာလေရအဲ့ဒီတော့ဘယ်လိုတော့ခေါ်နော်ပြေးလိုက်တော့what the fuck တီးလုံးရဟဲ့အာဟာ come on လာပါစက်ခွက်ကြီးရိုက်ရှင်လို့လားမရှိရနဲ့ဖြတ်တီးလိုက်မယ်နွားမျိုးရှားချင်လို့မင်းရောတေးရန်ရောလာပြီတော့ဘာကောင်းည oh no ဟဲ့တော့ evolution ရတယ်ကြောက်စရာကြီးခေါင်းပြတ်သွားပြီခေါင်းပြတ်နေနဲ့ကွာငါစိတ်ညစ်တယ်လို့ခေါင်းပြတ်ကြီးနဲ့ဘလို့ခေါင်းပြတ်ကြီးနဲ့လိုက်ရိုက်တော့ what the fuck ရှိုးတိတ်ပါတကောင်ခင်းသွားပြီဒီခေါင်းညက်ပါလို့လေရဝေးငါသိပြီခေါင်းညက်မသိသေးဘူးခေါင်းတက်ဘာဖြစ်မှမသိဝေးဟိုလေခေါင်းအဲ့လိုကြီးမသွားနဲ့လေကွာနားညီမကဲမရရဲနေတယ်ငါ့တကောင်နဲ့လွတ်ထားတယ် oh yeah finally oh my god what the fuck ဟောလုံးရတယ်လားဓာတ်ပြောင်းမှရမယ် fight attack wait double attack fight တူတူပါအလောင်းကိုလားဓာတ်နဲ့ထိုးတတ်ချင်လို့မရလားဒါမနှုတ်ဓာတ်လေဝိတ်ဖျောက်ပါနော်yeah တကောင်မဲကျင်တော့တယ် finally sorry bro ဒီကောင်ကြီး evolution ဖြစ်တယ်လို့ကျွန်တော်တလား3အောင်လောက်ကိုတက်ဘူးကခေါင်းပြက်သွားခေါင်းပြက်ပြီးတော့ခေါင်းပြက်ရက်လိုက်ရိုက်ကောကျွန်တော်သိပြီဒီကောင်တွေထားသွားပြီငါသူ့ညီမနဲ့လာမှာဒီကောင်သိလို့ဆိုရင်ချိန်တော့မှမလာဘူးနော်ကျွန်တော်ဒီကောင် evolution ဖြစ်တာဗျ evolution ဖြစ်နေတာစိတ်ငယ်ပြောင်းလဲနေတာတခါပြီးတော့တစ်ခါသိအကောင်ခုတ်အမမသူ့ညီမနဲ့အကောင်နဲ့လာပြီအကောင်နေတော့ကြည့်ပြရဗျလားနောက်အင်းဘာတတ်နိုင်သေးလဲကွာဟာအေးလေဗျာအေးလေကျွန်တော်တို့တည်ပါပြီwhat the တေးပြီ no မဖြစ်အောင် oh no
မဟုတ်ကြည့်လုံးဝမကြည့်နဲ့ဘူးကွာရောက်လာခဲ့မပြန်လာခဲ့မနဲ့ငါကြီးတွေ့မဲဖေးပါတော့ဟုတ်တော့ပေးရတော့ခေါင်းကစောက်သက်ရှုပ်တာမခရီပါကြီးလာလို့နော်မင်းသေးဘူးဘရာသာပြုတ်ကြလာလန့်ပြီးကျွန်တော်ဒီကောင်ညို့ွားဖြစ်သွားတယ်ဒီကောင်ကျွင်းနဲ့ရောက်သွားကျွန်တော်ကပါမဲမမေဒီကောင်လွတ်သွားပြီလို့မှကြည်ရောဗျာငါစိတ်ညစ်တယ်ဒီကောင်ကရေထဲမှာရန်ကောင်စောင့်အားနေတယ်ตีวะอ่ะเอ้ยตีပြီးတော့အောက်မရ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 အောက်ကွာဒီကွာလုံးဝအပြင်းဆုံးပဲပြီးလို့ကျဓာတ်ကြီးနဲ့လာမှကြည့်တာ ဒီဝကျွန်တော်ပတ်ပြင်းနေမယ် bro ဓာတ်နဲ့လိုက်ဖို့ပြဘ bro ပတ်ပြီးတော့ဓာတ်နဲ့လိုက် ကန်ကောင်းကြီးနဲ့ဒီကောင်ကစိန်ငယ်တားကက်လေးဖြစ်နေတာပဲတွေ့လားခေါင်းပြက်သွားပြီ bro yeah finally ဒီနေရာတူတူတော့လိုက်အောင်မယ် ဟဲ့ဟိုးလေဝေးဒါဒါခဏကျွန်တော်ဒီကောင်ကပြန်ပြမကြည့်ရဟဲ့ညီလေးဒီလာပါတော့အတန်ညာနောက်ပဲလိုက်ပါကျွန်တော်သိပြီချအောင်ตีแล้วน้องๆเอาไปได้ဒီကောင်မင်းမလား yes ကိုကောင်ဒါမှတဒါချက်ဒါတော့သူဒါတော့နောက်တော့ဒီကောင်ကောဘာဒီကောင်ကောတွေ့လား brother တွေ့လားဒီကောင်ကောထားရမ်းမထားတော့ဟိုးထားလို့မရတော့ဘူးနော်ဒီကောင်ခေါင်းကနေဘာပြန်စပွန်းလို့ရအေးတော်ဒီခုတ် ဒီမှာ yeah finally ကျင်းသွားပြီအဲ့တော့ နော် item တွေပါပေါ်လာအန်စီ တဲ့မှာဟိုးကနှစ်ခုကြီးဖြစ်နေအော်ကျွန်တော်တခါကေးတော့ဟိုးတစ်ခါရကျွန်တော်မေ့ရင် sorry ဒါကုန်နေဗျာဒါ2လက်3လက်လောက်ကုန်နေဒီကောင်ကြီးကေးရတော်တော်ဆိုးဆိုးကြီးဘာသာအားလုံးပြီးသွားရသိပြီလားအားလုံးကြည့်ပါဦး အမ်စီ yeah finally နောက်တော့အကုန်သေးသွားပြီကွာ နှစ်ခါတော့တက်တာဘာရှုပ်လို့ ကျွန်တော်သိရဒီကောင်နဲ့စပွန်းတာ6ကောင်ဗျာ6ကောင်ထဲမှာ2ကောင်ကဟိုဟာဖြစ်တာကျန်တဲ့4ကောင်ကဟိုဟာတွေတက်လားဒီဟိုင်းတို့ကိုပွားရတဲ့ကောင်တကယ်လိုက်ချတဲ့ကောင်မို့ ဒီကောင်တကယ်တမ်းတော်သားယုံနေပြီ အမတော်သားရောက်ကပြန်ဝမ်းမာတော့တက်လိုက် ကျော်ဝါတော့ကွာ yo လီရှေ့ကရှောဒါလေးနဲ့လာတယ်ကွာဗျာတော့တခုကြီးမှာပေးမယ်ရောစမိုက်ကြီးမှာyeah ဆိုတော့ guys ဒီနေ့ဗီဒီယိုလေးတော့လာပါပဲနောက်နေ့မှာဒီထက်ပိုကောင်းတဲ့ဗီဒီယိုကျွန်တော်ပြန်လာခဲ့ရမယ်ဆိုတော့အားလုံးပဲ bye bye ပါ